Hi guys အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကဂျိုမတ်ဖြစ်ပါကျွန်တော်အားလုံးကို Minecraft လေးပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ဒီ brother အကြောင်းပြောပြမှာပဲဖြစ်ပါတယ်အခုချိန်မှာဆိုဒီ brother ကိုကျွန်တော်YouTube မှာ subscriber 900ကျော်ရှိပါတယ်ဒီ brother ကတော့ညတိုင်းည9နာရီမြဲ stream ဖြစ်ပါတယ်ဒီ brother stream ဆိုရင်ကျွန်တော်တော်လေးကိုလေကြီးလို့ကောင်းတယ်နောက်ပြီးတော့ fan တွေကိုလည်း whisper ထားပါတယ်ကျွန်တော်ဒီ brother ကဆိုအသက်က20ကျော်လို့ရှိပြီဗျာနောက်သူကဒီညနေကင်းပဲရုံတက်တယ်နောက်ပြန်လာကြတော့ညဘက်9နာရီလောက်ဆိုအမြဲတမ်း stream တယ်နောက်ဒီ brother ရဲ့သူကဒီ brother ကြိုက်တဲ့ဟိုက pro တယောက်ရှင်သူကတော့အားလုံးတီး Steel 100ပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီ brother တော်လေးကိုလည်းမိုက်ပါတယ်သူကဒီပေါ့သူကလို့ Minecraft လို့ stream တဲ့ခါကျတော့ server ရဲ့ဝင်ဆိုအဲ့လိုပုံစံမျိုး stream နဲ့နောက်လို့ Minecraft player လေးနေတယ်သူဆိုရတွေ့ပါတယ်ဒါနဲ့ဒီကျွန်တော်ဗီဒီယိုလေးဒီကျွန်တော်ဗီဒီယိုနောက်ဆုံးပါဗျာမှာနည်းနည်းဟာသာဗီဒီယိုလေးပြသွားမယ်ကျွန်တော်ရဲ့ channel ကြီးက subscriber က200ကျော်ပဲရှိတဲ့အတွက်အားလုံးကို subscribe နှိပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အခုဆိုဒီကျွန်တော်ကဒီ TikTok မှာလည်းဗီဒီယိုတင်ပါတယ်ကျွန်တော် TikTok မှာတော့ follower 1000ကျော်ပဲရှိပါတယ်ဟုတ်ကျွန်တော်ဒီတော့အခုဗီဒီယိုတော့ဆက်တင်မယ်လို့ကျွန်တော်ဆုံးဖြတ်ထားပါတယ် YouTube မှာဗီဒီယိုတင်မယ်ဆုံးဖြတ်ထားပါတယ်အဆုံးထိကြည့်ဖို့အတွက်မျှော်လင့်ပါတယ်ငါးပါးတီလာတို့ဘာလို့ကြားဘူးမဲ့ထင်မှာဟုတ်ကဲ့ဆိုတော့ okay အဲ့ဒါဆိုနည်းနည်းလေးရုပ်ပြပါတရားတန်ခါမြတ်ဆရာIn the chicken hour, would chama let you Naga chilaya, dear lucky you. Nega chai, with your name la green, me dress so in late. I want to cool, Charlie Tabaqua. Hey, you may so show be made. ကြည့်လို့ ဟုတ်ကဲ့ဗျ ဟိုကလေအမားနဲ့အမှန်ကိုဘယ်လိုခွဲကြလဲ အမားမှန်ကျွန်တော်အဲ့ဒါတော့မသိဘူးအမားမှန်မကြည့်ပဲကျွန်တော်သွားချစ်ခဲ့ပြီးတော့အသွားပြန်မရှိတဲ့မြေတာတွေပဲကျွန်တော်ရခဲ့ရတယ်ချစ်လို့ပဲရှုံလို့ပဲချစ်အရာအလုံးကသူ့အပြုံးလေးကြောင့်ဖြစ်ခဲ့တာဗျဘာမှထုတ်ဖို့တရားမလိုလှည့်ပြန်လာကြတဲ့ကပဲ့ကြံခဲ့တာတွေကအကုန်ပါပဲနောက်ဆုံးတော့လဲကျွန်တော်တို့တစ်သလုံးတူနေကြမယ်ဆိုတဲ့ဂရိအကောင်းသားကြီးတွေနဲ့အိုးအောင်မင်းအောင်ဝေးသွားခဲ့ရတာဟာ